ခေတ်သမိုင်းကိုဒုံဆိုင်မိသူများရွေကောက်ပွဲအသိပညာပေးဇက်လန်းနဲ့ဇက်လန်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့အမှုပညာရှင်များကိုလူမှုကွန်ရက်မှာတဆင့်မဟုတ်မမှန်ဝေဖန်ရေးသားပေးရွေကောက်ပွဲအပေါ်ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန်လှုံ့ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီခေါ်တန်ထွန်စောစပိုတရုပ်ဆောင်ကျော်ဝင်းထုတ်ခေါ်ကျော်မင်းထွန်းနေဟာတာတရုပ်ဆောင်အုံနိုင်ခေါ်ဇော်မြင့်တို့အား၎င်းတို့ရဲ့နေအိမ်အသီးသီးမှဖမ်းဆီးရမိခဲ့ပါတယ်ဖမ်းဆီးရမိတရားခံများကိုစစ်စစ်ဖော်ထုတ်ချက်အရာ၎င်းတို့ဟာဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီတမတော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ်ထောက်ခံမှုမရှိခဲ့တဲ့ပြင်စုပူဆန္ဒပြပွဲများမှာကိုယ်တိုင်ပါဝင်ခဲ့ကြောင်းဒါအပြင်မကြာမီကျင်းပရန်ရှိတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စေရေးအတွက်၎င်းတို့တက်ကြွတဲ့အမှုပညာကဏ္ဍမှာပူးပေါင်းပါဝင်ခြင်းမရှိတဲ့ပြင်အခြားသောအမှုပညာရှင်များရဲ့တရက်တအားပူးပေါင်းဆောင်ရွက်မှုအပေါ်ဝေဖန်တိုက်ခိုက်ခြင်းရွေးကောက်ပွဲအပေါ်ပြည်သူလူထုမှယုံကြည်မှုလျော့နည်းလာစေရန်ရည်ရွယ်ပြီးရေးသားဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းစစ်စစ်တွေ့ရှိရပါတယ်ခေတ်သမိုင်းကိုဒုံဆိုင်မိသူများရွေကောက်ပွဲအသိပညာပေးဇက်လန်းနဲ့ဇက်လန်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့အမှုပညာရှင်များကိုလူမှုကွန်ရက်မှာတဆင့်မဟုတ်မမှန်ဝေဖန်ရေးသားပေးရွေကောက်ပွဲအပေါ်ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန်လှုံ့ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီခေါ်တန်ထွန်စောစပိုတရုပ်ဆောင်ကျော်ဝင်းထုတ်ခေါ်ကျော်မင်းထွန်းနေဟာတာတရုပ်ဆောင်အုံနိုင်ခေါ်ဇော်မြင့်တို့အား၎င်းတို့ရဲ့နေအိမ်အသီးသီးမှဖမ်းဆီးရမိခဲ့ပါတယ်ဖမ်းဆီးရမိတရားခံများကိုစစ်စစ်ဖော်ထုတ်ချက်အရာ၎င်းတို့ဟာဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီတမတော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ်ထောက်ခံမှုမရှိခဲ့တဲ့ပြင်စုပူဆန္ဒပြပွဲများမှာကိုယ်တိုင်ပါဝင်ခဲ့ကြောင်းဒါအပြင်မကြာမီကျင်းပရန်ရှိတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စေရေးအတွက်၎င်းတို့တက်ကြွတဲ့အမှုပညာကဏ္ဍမှာပူးပေါင်းပါဝင်ခြင်းမရှိတဲ့ပြင်အခြားသောအမှုပညာရှင်များရဲ့တရက်တအားပူးပေါင်းဆောင်ရွက်မှုအပေါ်ဝေဖန်တိုက်ခိုက်ခြင်းရွေးကောက်ပွဲအပေါ်ပြည်သူလူထုမှယုံကြည်မှုလျော့နည်းလာစေရန်ရည်ရွယ်ပြီးရေးသားဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းစစ်စစ်တွေ့ရှိရပါတယ်